ready with me တိုင်းနေပါကိုကရုံသွားမလို့9နာရီထိုးပြီး normally ဆိုခုံခွဲလောက်ဆိုလို့ရှိရင်အကုန်ပေးလုပ်တဲ့နိုင်ခွဲနဲ့ make up လေးနောက် face ရွေးပေါ့နော်အရင်တုန်းကတော့ make up တွေပိုင်းလို့အကုန်လုံးပြင်ဆင်ပြီးတော့မှအင်ဂျီရွေးလေးဒီနောက်ပိုင်းတော့ outfit နဲ့လိုက်ပြီးနည်းနည်းဒီ daily makeup လုပ်တာကိုလုပ်တဲ့လူကြောင့်မလို့ outfit ရွေးပါမယ်ဒီနေ့ outfit လေးကတော့color ကဒီလိုမှချင်းမှာဒီနောက်ပိုင်းမှာအရင်တော့အဲ့လိုဆန်းဆန်းပြပြအရင်လောက်ရတယ်ဒီနောက်ပိုင်းမှာတော့အဲ့လို corporate Kelly vibe ဒီတုံးဝင်လေဒီလိုတုံးနေကိုကြိုက်တယ်ပေါ့နော်အင်ဂျီကတော့ just fit top ဒါပေမဲ့ဒီလိုနည်းနည်းလေးတနေရာမှာစမ်းနေရမျိုးလေးတော့ကြိုက်တယ်ဒီကတော့ဘယ်ရောက်ဝယ်ရတယ်တော့မသိဘူးအမေဝယ်ပေးတာand the like style pan နဲ့မှာဆိုရင်အလားဒီ style pan brown အရင်ကြိုက်တယ်ပေါ့နော်ဟိုလုံးဝ loose pan လို့ပုံစံမျိုးသူက velvet shape yes velvet shape ပါဒီလိုလေးပေါ့နော်အရင်ဝတ်လို့ကောင်းပါတယ်ဘာမရ but ဒီအဲ့တော့မတိရလားဘာလို့မသိဘူးဒီ velvet shape စထွက်တော့ကျတော့ exercise တွေပါမရှိဘူးအဲ့တော့အလားတော့ခါဒီနေချောင်းနေ so style နေနဲ့လောက်နေ belt လေးပေါ့ပါမယ် belt ကတော့ sheen ကပါ belt အမေကအရင် bold နေတယ် color change ပါမယ် okay အဲ့လာ normally တော့ makeup တွေအများကြီးလိမ့်ရမကြဘူးဗျာဒါပေမဲ့မပြောတော့ဒီနောက်ပိုင်းအသက်ကြီးလာတော့လူကဘာပြောင်းသွားလဲဆိုတော့အဲ့လိုပဲနည်းနည်းလေးမိမဆန်ဆန်လေးတည်မလားအများကြီးတော့မဟုတ်ဘူးနည်းနည်းလေး concealer လေးလို့ဘာညာလေးပေါ့အဲ့ဒါလေးကိုသဘောကျလာတော့ quick like kumi and kumen ပြင်းတယ်လို့မပြင်းတယ်လို့ပုံစံလေးလုပ်ရကြိုက်ပါတယ် so yeah let's see what difference ရှိပါတယ်ဆိုဒီကျလို့တော့ပြပါပြီခွဲဖို့မိနစ်အနေငယ်ပဲလုပ်ပါတော့တယ်အလားဆိုဒီတိုင်းအထဲမှာနေနေဆိုပေမဲ့အလားတို့ရဲ့ရုံရဲ့မျက်နှာတက်တဲ့ရလုံးဝနေထိုးတဲ့ဟာတွေ so you need to wear sunscreen ပြင်းလို့စင်လို့ပြပါပြီအဲ့တော့နည်းနည်း accessory လေးပါလေးအုံပြီးမှလို့ရှင် let's go တပတ်တာကိုပြန်စားပါမယ်အဲ့တော့အလား normally ရောဒီတပတ်တာမှာလောက်ကမယ်ဟာလေးကို I'm gonna show you ဒီ planner လေးပေါ့နော် planner လေးမှာတပတ်တာတော့အကုန်ပြင်ပြီးသွားပြီဒါပေမဲ့ရုံးပတ်သက်တဲ့ဟာတွေကျတော့ရုံးမှာပဲ plan ပါမယ်ရုံးမှာဒီတပတ်ပါလုပ်မယ်ပိုင်းကျတော့နည်းနည်းလေး teams နဲ့လည်း discuss လုပ်ပါမှာဆိုတော့ so yeah let's go very sound နဲ့နေရာလေးရောက်ပါပြီ။သူအမြဲအဲ့လိုမျိုးနေအောင်ကြည့်လေးနဲ့ so pretty ။ဒီဘက်လေးကတော့ budget ပိတ်ကားလိုက်ရဲ့နောက်ဆုံး week အဲ့လိုအချိန်ဒီမှာဆိုရင် business analyst တယောက်အနေနဲ့ဘာလို့လဲအလုပ်များလဲပေါ့နော်အကြမ်းပြပြရမယ်ဆိုလို့ရှိရင်အသိကောအနာဂတ်အတွက်ကိုပါတယ်ဗျာအဲ့အသိအတွက်ဆိုလို့ရှိရင်အလားရပုံမှန်လစဉ်လောက် performance review လုပ်တယ်ဆိုလို့ရှိရင်ဒီမှာကျတော့နှစ်ချုပ်ပါဖြစ်တဲ့ကြောင့်မလို့ဒီနှစ်စာလို့ performance review is a must အနေနဲ့လုပ်ကြတယ်ပြီးတော့ in the future အတွက်ကကျတော့ strategy သစ်တွေချတယ် plan တွေချတယ် target တွေချတယ် KPI တွေချတယ် template တွေ create လုပ်တယ်ဒါတွေအားလုံးကိုပြန်ပြီးတော့နောက်နှစ် financial year အတွက် refresh ပြန်လုပ်ကြတယ်အဲ့ဒါကြောင့်မလို့ schedule လေးကနည်းနည်း tight ဖြစ်တယ်အဲ့တော့ department တော်တော်များများ position တော်တော်များများတော့ budget ပိတ်ဆိုပေးစီကြတာတော့အမှန်ပါပဲအဲ့တော့ BA တယောက်အနေနဲ့ကတော့ဒီလိုအပိုင်းတွေမှာပို့ပြီးတော့ focus ထားပြီးတော့လုပ်ကြပါလိမ့်ရှင် so yes အခုလေးတော့လည်းပါမယ် fighting one eternity later တနေ့တာပြီးဆုံးသွားပါပြီဘယ်လိုပြီးလို့ပြီးသွားမှမသိပါဘူးဒီတစ်ပတ်ကဗျာကျမတို့တောက်ကြနေတယ်ပိတ်တယ်၄ရက်နဲ့ဘယ်လိုလောက်အောင်လုပ်ကြမလဲဆိုပြီးတော့လုပ်နေတဲ့အချိန်တွေမှာဗုဒ္ဓဖူးတစ်ရက်ကပါအခု work from home ဖြစ်မလို့မဖြစ်မလို့ situation လေးပါရှင် Bonito suco para hacer